ချင်းပုံစံလေးကသူကြတော့နှစ်ထပ်လေးနော်အောက်မှာဒီအောက်အခေါက်လေးမှာကြတော့အပေါ်ကနေပြန်ပြီးတော့ကိုတင်ပေးထားတာပေါ့နော်အပေါ်ကနေပြန်တင်ပေးထားတယ်ဒီပုံစံလေးနော်အောက်လည်းပဲလေးဖောက်တယ်လည်းပဲဆိုတော့အမတို့လက်ဖောင်းမှာကြတော့သူ့ကို30လောက်မှဝယ်ပြလိုက်မယ်နော်လက်ဖောင်းဆိုတော့ဒီချဲကနေဒီကိုတသမ30နော်တသမ30ရှင်လေးလာမယ်ဒီဝိုင်းဆိုတော့ကိုလိုချင်တယ်ပခုံးပြားလေးပေါ့နော်ဟိုမှာကပခုံးပြားလေးပဲလိုက်ယူနေဆိုရင်လက်မနဲ့60ယူလဲနော်လက်မနဲ့60နင်းတသမ60အောက်ကြတော့အမအမြဲတမ်းယူနေကြလက်မခွဲကျုံမျိုးလေးလည်းပေးလေးဝတ်ပေးမယ်လေးဝိုင်းပြီးဆိုတော့ဒီနေရာလေးမှာတောက်လေးတစ်ချောင်းထိုးပေးလိုက်မယ်ကျန်တယ်40လောက်နော်40တောက်လေးချောင်းလက်မ40ဒီနေရာလေးမှာကျွန်တော်သူ့ကို30လေးလောက်နော်နောက်ဒီနေရာလေးမှာကျွန်တော်သူ့ကို30လေးလောက်စားထုတ်ပေးလိုက်မယ်ဒီစနေရာလေးမှာမဟောင်းနော်ဒီမှာတော့30ဒီမှာတော့40လောက်နော်နောက်ချာပြောရပြီနော်နောက်ချာပြောရပြီဆိုတော့ရှေ့ကြလေးမှာတက်လာပြီရှေ့ကျမှာတော့ဒီလိုမျိုးလေးနော်နောက်ချမှာခုနတော့ကလက်ဖောင်းအတွက်မှာဘယ်လောက်ယူထားလဲ30ယူထားတယ်နော်ရှေ့ကျမှာလည်းသူက30ယူပြလိုက်မယ်30ကျန်ကိုပြန်ဝဲပေးမယ်ဒီဆိုတော့ပခုံးပြားလေးကနလမနဲ့60နော်နေတဲ့မှာ60ဒီလည်းပေးလေးအရင်ဆုံးဖောက်ပေးမယ်နော်ဒီဥစ္စာလေးကိုအရင်ဆုံးဖောက်ပေးမယ်ဒီလည်းပေးပုံစံလေးကြတော့မဘလောက်ဖောက်မလဲဆိုရင်သူ့ကို6လက်မလောက်ဖောက်ပေးလိုက်မယ်နော်6လက်မလောက်ဒီအပေါ်ကနေ6လက်မနော်6လက်မဒီအလဲမျိုးကိုအပေါ်ကိုထောင်ပေးမယ်အလဲမျိုးထောင်ပေးမယ်နော်ဒီဆိုတော့တို့ခုဒီမျိုးလေးလာဆက်ပေးမယ်ကိုနည်းနည်းလေးဝက်ပေးလိုက်မယ်နော်20လောက်ဝက်ပေးလိုက်မယ်ဒီလိုမျိုးလေးအော်20လောက်ဆက်ပေးလိုက်မယ်ဒီနေရာလေးမှာကျတော့ဒီမျိုးလေးဆက်ပေးလိုက်မယ်ဒီချမ်းအဆက်ကနေပေါ့နော်အမတို့ဒီကနေယူပေးမယ်ဒီချမ်းအဆက်ကနေဒီချမ်းဆက်နဲ့ဒီမျိုးလေးယူပေးလိုက်မယ်နော်ဒီလိုမျိုးယူပေးလိုက်မယ်ကျဲလည်းမြတ်နေဒီမှာ40နော်အဲ့လည်းမြတ်နေဒီမှာ40ဒီလည်းမြတ်နေဒီဘက်ချက်မှာကျတော့30ပဲယူလိုက်မယ်နော်60ပဲယူလိုက်မယ်အမကဒီမှာကျတော့40ဒီရှေ့မှာကျတော့30နော်ဒီမှာ30ဒီမှာက30ဒီမှာ40နော်ဒီဘက်ချက်မှာ40ဒီဘက်ချက်မှာ30ဆိုရင်အမဒီလည်းမှာကျတော့30လောက်ထုတ်ပေးလိုက်မယ်နော်ဒီလည်းခေါ်ယူမမက30ထုတ်ပေးလိုက်မယ်ဆိုရင်ဘယ်လောက်ကောက်သွားလဲတစ်လက်မကောက်သွားပြီနော်ဒီမှာ30ဒီမှာ30ဆိုရင်40နော်ဒီမှာ40ဆိုရင်တစ်လက်မကောက်သွားပြီဒါဆိုရင်မတို့ဒီအောက်ထပ်မှာရသွားပြီပေါ့နော်ဒါဆိုရင်ဒီအောက်ထပ်မှာရသွားနော်အောက်ထပ်မှာရသွားပြီဆိုတော့အမကဒီအပေါ်ထပ်ကိုပြန်ဆွဲပေးရမယ်နော်အပေါ်ထပ်မှာကျတော့အမတို့ကိုအခဲမောဘယ်နေအောင်လေးနဲ့ဆွဲပေးလိုက်မယ်အပေါ်ထပ်နေနော်အပေါ်ထပ်မှာကျတော့ရင်ထိပ်ပေးကိုမတို့လာပေးရမယ်နော်ဒီရင်ထိပ်ပေးကိုခမန်းချီလေးနဲ့တွားမယ်နော်အခုအမကတစ်လက်မခွဲလောက်ပေါ့နော်ဒီရင်ထိပ်ရနေဒီဘေကိုတစ်လက်မခွဲလောက်ခွာပေးမယ်ခဲတံလေးနဲ့ရင်ဆုံးဆွဲပေးလိုက်မယ်နော်ဒီထောက်ကနေပေါ့နော်ဒီလိုမျိုးဒီထောက်ကနေဒီထောက်ကနေပေါ့နော်ဒီမှာဒီထောက်ကနေဒီလိုမျိုးလေးဒီထောက်ကနေမှငါဒီမျိုးလေးဆွဲမယ်ဆွဲပြီးတော့ဒီမျိုးလေးတင်လာမယ်နော်ဒီထောက်မှာချမ်းနေလာမယ်နောက်ပြီးတော့ဒီမှာတော့ဒီမျိုးလေးလာမယ်မငါတို့လေးဆွဲမယ်ကိုမကြိုက်တဲ့အနေထားရပါပြီဆိုတော့ငါတို့ခဲလေးနဲ့ပြန်ဆွဲတော့မယ်နော်ခဲညင်လေးနဲ့ပြန်ဆွဲလို့
ဟာဒီမျိုးပုံစံယူထားနော်ဟာတစ်ချက်နော်တို့ဒီအောက်အကောင့်နေရာလေးမှာပြန်ဆက်ပေးမယ်ဒါဆိုတော့ဒီတွင်းဟာတစ်ထက်ပြီးသွားပြီနော်ဒီဘောဟာတစ်ထက်လည်းပြီးသွားပြီပြောပြီးဆိုတော့အမကဒီအောက်အကောင့်နေရာလေးကိုပြန်ပြီးတော့ဆက်ပေးရမယ်နော်ဒီအပေါ်တစ်ထက်လေးမှာကျတော့ဒီအောက်မှာအကောင့်ပါတဲ့အတွက်သူ့ကိုအကုန်လုံးဒီအောက်မှာထိဆွဲ60အောင်လို့တို့တပန်းလောက်ဆိုယူလို့လည်းရတယ်နော်တပန်းလောက်ယူလို့လည်းရတယ်ဒီနေရာလေးမှာပေါ့ဟုတ်ဆိုရင်ဒီအောက်မှာလည်းတစ်ထက်ရှိတယ်ဒီပေါ်မှာလည်းတစ်ထက်ရှိတယ်ဆိုရင်အောက်နာခေါက်တဲ့ခါရန်ကိုထူသွားမှာဆိုလို့လေဒီမှာတစ်ထက်ရဲနောက်ပြီးတော့ဒီမှာတစ်ထက်ဒီပေါ်ဟာတစ်ထက်အရန်ထူသွားမှာနော်ဒီပေါ်ဟာတစ်ထက်ကျတော့ဒီလက်လောက်လေးပဲယူတယ်ပဲမိုင်းဒီကရောက်သွားပြီပေါ့နော်ဒီလိုမျိုးလေးရောက်သွားပြီဆိုတော့ဒီဂျန်နေရာမှာဂျန်သားလေးပို့ပေးရမယ်နော်ဂျန်သားလေးတော့ပို့ပေးရမယ်ပြည့်လေးပို့ပေးရမယ်မတို့ဘက်မှာကျတော့ဂျန်တောက်ပါတယ်တဲ့ဂျန်တောက်ကိုထပ်ပေးလိုက်မယ်ဂျန်တောက်ကိုထပ်ပေးလိုက်မယ်ဒီမှာတော့ဘယ်လောက်ကောက်သွားလဲဒီမှာ40ဆိုတလမကောက်သွားတယ်နော်တလမကောက်သွားတယ်ဆိုတော့အမကရှင်းရင်ကျုံတလမလောက်မဖြစ်ဘူးနော်တလမလောက်မဖြစ်ဘဲနဲ့သူ့ကိုနာတလောက်လေးပေါ့နော်50လောက်ဖြစ်ပြီးလိုက်နော်50လောက်ဖြစ်ပြီးလဲတလမအကုန်လုံးမဖြစ်ဘူးဒီပုံကိုဒီလိုလေးပြန်လာဆက်လိုက်မယ်လာရောက်အဲ့လာကြတော့မှအင်ဂျီချမ်းပေါ့နော်ဒါမှတုံးမဲ့ချမ်းဒီနေရာလေးမှာကျတော့မတုံးတော့နော်ဒီနေရာလေးမတုံးတော့ဒီမှာချမ်းဖြစ်သွားပြီဒီချမ်းတော့ကိုအပေါ်မှာပြန်တော့ထောင်ပြလိုက်မယ်ဒီအပေါ်ထပ်တစ်ထပ်ကူးထုတ်ပြရမယ်နော်အပေါ်ထပ်ကိုကူးထုတ်ရမယ်ဒီတော့ပါတယ်နောက်ပြီးတော့ဒီချမ်းတော့မှလည်းပါတယ်နော်ဒီချမ်းတော့ကပါတယ်ချမ်းတော့ပါတယ်ဒီတော့ပါတယ်ကူးထုတ်ပြရမယ်ဒီပေါ်မှာတောက်လေးနဲ့စားမယ်အပေါ်ကဟာ20လောက်စားမယ်ဒီပေါ်မှာ20စားမယ်နောက်ပြီးတော့ဒီနေရာလေးမှာလည်း20စားပေးမယ်နော်40လောက်စားမယ်ဒီမှာ20စားမယ်ဒီပေါ်ကဟာ20စားမယ်နော်